ကျမတို့မြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဖျားเจ้าကံစီရီပထိုးများစွာရှိတဲ့အနက်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်အတွင်းထူးခြားထင်ရှားလာတဲ့သမိုင်းဝင်6ထပ်ကြီးရွှေသားလျောင်းဖျားကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။6ထပ်ကြီးရွှေသားလျောင်းဖျားကြီးသည်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်အလဲရွှေကုန်းတိုင်းရက်ကွက်အလဲရွှေကုန်းတိုင်းလမ်းမပေါ်တွင်တည်ရှိပါတယ်ရှင်။ရွှေတီကုန်းဇီရီတော်မြတ်ကြီး၏အရှိမြောက်ယွန်းယွန်းတမိုင်းကျော်ခန့်နှင့်ငါးတက်ကြီးဖျားမဟာတကြအတုလမန်အောင်ဖျားကြီး၏အရှိမြောက်ဖက်ဂိုက်900ခန့်တွင်တည်ရှိပါတယ်ရှင်။6တက်ကြီးဖျားသည်ရန်ကုန်မြို့မှာထင်ရှားသောကြီးကိုကြီးဖျားများအနက်တစ်ခုအပါအဝင်ဖြစ်ပါတယ်ရှင်။ပြုတ်ပွားတော်ဟာညံတော်အလျာ66မီတာရှိပြီးမြန်မာနိုင်ငံရှိအကြီးဆုံးလျောင်းတော်မူများတွင်အပါအဝင်ဖြစ်ပါတယ်။6တက်ကြီးဖျားကိုစပားပွဲစားကြီးစဖိုးတာနှင့်ဒေါ်စိန်ရင်တို့မှတည်ထားခဲ့တာဖြစ်ပြီးဖျားတီဖို့မြင်နေရအတွက်ငါးတက်ကြီးဖျားဒါရက်ကဥဖိုးအောင်ဒေါ်စိန်ရင်တို့စီကမြေ4.25 ဧကခန့်ကိုခေတ်ကာလတန်ဖိုး14200ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး1909ခုနှစ်ခန့်မှာတည်ထားပြီးစီးတော်မူခဲ့ပါတယ်။ဖျားကြီးကို9နှစ်ကြာတည်ထားခဲ့ပြီးကုန်းမြေအမြင့်6ထက်6ဆင့်ပေါ်မှာတည်ထားတဲ့အတွက်6ထက်ကြီးဖျားလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်ရှင်။ဖျားကြီးညံတော်အမြင့်ကတော့112ပေညံတော်အလျာ135ပေရှိခဲ့ပါတယ်။အချိန်ကာလကြာလာတာနဲ့အမျှဖျားကြီးဟာပျက်စီးယိုယွင်းလာ၍အသစ်ပြန်လဲပြင်ဆင်ရန်အတွက်ဆွေးနွေးခဲ့ကြပြီး1958ခုနှစ်စက်တင်ဘာလ2ရက်နေ့တွင်အသစ်ပြန်လဲတည်ဆောက်ရန်အတွက်မူလဖျားကြီးအားခြေတော်ရင်းမှစတင်ပြီးဖြိုဖျက်ခဲ့ပါတယ်။ပြန်လဲပြင်ဆင်တည်ထားခဲ့တဲ့ပုံတော်မှာဖျားရှင်ကိုတော်မြတ်မဟာဂိယုဏတော်နှင့်တရဏီယဂါထာသမောဒနိယဂါထာတော်တို့ဟောကြားရင်းပရိသတ်၄ပါးတို့ဟာအခန့်နေတဲ့ပုံတော်ဖြစ်ပြီးလက်မောင်းထောက်ထားတဲ့နေရာနဲ့ကိုယ်လေးချိန်နဲ့ဖိထားတဲ့ဂျိုင်းအောင်ခေါင်းတော်နေရာမှာကွန်ကရစ်တိုင်အလုံး20ရိုက်သွင်းတိဆောက်ခဲ့ရပါတယ်။6ထပ်ကြီးဖျား၏ထူးခြားချက်မှာမျက်လုံးတော်ဖြစ်ပါတယ်ရှင်။အလျာ9ပေ9လက်မှအနံတပေ9လက်မှရှိ၍မူလဖတ်မျက်လုံးတက်ဆင်ရန်ကြိုးစားကြရာခက်ခဲသဖြင့်ဖတ်မျက်လုံးအစားကြာရှည်ခံသည့်ကြီးမျက်လုံးကိုသာတက်ဆင်ရန်စီစဉ်ကြပါတယ်။ရွှေကုန်းတိုင်းလန်းဖောင်တော်ဦးကျောင်းဆရာတော်အကူညီနဲ့နဂါးဖန်ချက်ဆက်ယုံမှာဥမြကျော်နှင့်အလုသမားများကနိုင်ငံခြားမှတင်သွင်းလာတဲ့မှန်ပြားများကိုအပူပေးပြီးမှန်ပြားကုန်းဖြစ်အောင်ခက်ခက်ခဲခဲပြုလုပ်ခဲ့ရပါတယ်။ရလာတဲ့မှန်ပြားကုန်းပေါ်မှာမျက်လုံးတော်နှင့်တူအောင်မြန်မာနိုင်ငံကိုအလဲပတ်ရောက်နေတဲ့တရုတ်အမျိုးသားပကြီးဆရာကစီရေးချေခဲ့တာဖြစ်ပါတယ်ရှင်။6ထပ်ကြီးဖျားအနိကစားတင်ဗုဒ္ဓဘိသေကမင်္ဂလာတရင်ကို1984ခုနှစ်မေလ23ရက်နနက်အာယုံတက်မှာတန်ဃာတော်အပါ1100နဲ့အနိကစားတင်တော်မူခဲ့ပါတယ်ရှင်။နောက်ဆုံးဌာပနာပိတ်ပွဲကို1989ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့၍ပြန်လည်ပြင်ဆင်ခြင်းအစအဆုံးနှစ်ပေါင်း26နှစ်ကြာမြင့်တော်မူခဲ့ကြောင်းသိရှိရပါတယ်။ကြီးညိုပွဲကောင်းသည့်ညံတော်အရှိ116ပေညံတော်အမြင့်58ပေရှိတဲ့ရွှေသားလျောင်းဖျားကြီးကိုပန်းစီမီများကတ်လူပူဇော်ကုသိုလ်ယူနိုင်တယ်လို့တရခမ်းဖျားများဗုဒ္ဓဝင်ပကြီးကားများလည်းလေ့လာနိုင်ပါတယ်။ဒါအပြင်ပေပရပိုက်စာများလည်းစနစ်တကျပြသထားကြောင်းတွေ့ရှိရပါတယ်။မြန်မာပြည်တွင်းမှာဖျားဦးများသာမကပြည်ပမှလာရောက်ဖူးမြော်ကြတဲ့ဖျားဘူးထဲမှာထိုင်းနိုင်ငံမှအများဆုံးဖြစ်ပြီးပြင်သစ်နဲ့ဂျာမနီနိုင်ငံမှဖျားဘူးများလည်းလာရောက်ဖူးမြော်ကြောင်းတွေ့ရှိရပါတယ်ရှင်။6ထပ်ကြီးရွှေသားလျောင်းဖျားကြီးဟာရှေးဟောင်းသုတေသနဌာနမြို့သားပြတိုင်းနဲ့စာကြည့်တဲ့ဦးစီးဌာနကထုတ်ပြန်ထားတဲ့ရှေးဟောင်းအဆောက်အုံတည်ရှိရာတွင်ပါဝင်သတ်မှတ်ထားတဲ့ဇီဒီဖျား16စုအနက်တစုအပါဝင်သတ်မှတ်ခံထားရတဲ့ဖျားတစုဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။
ဖျားဆောင်တန်းတစ်လျှောက်မှာလည်းဖျားဆင်းတုတော်များမြမအနုပညာလက်ရာအမတ်တရပစ္စည်းများကလေးကစားစရာပစ္စည်းများပပုလက်ရာများကိုလည်းအမတ်တရဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်မိဘပြည်သူများအနေနဲ့ရန်ကုန်တိုင်းဒေသကြီးသို့ရောက်ရှိခဲ့မယ်ဆိုရင်ဗဟန်းမြို့နယ်အလဲရွှေကုန်းတန်းရက်ကွက်ရွှေကုန်းတန်းလမ်းမပေါ်မှာရှိတဲ့သမိုင်းဝင်6ထပ်ကြီးရွှေသားလျောင်းဖျားကြီးကိုလာရောက်ဖူးမြော်နိုင်ပါကြောင်းရိုက်ကူးတင်ဆက်လိုက်ရပါတယ်ရှင်